ကဲဒီနေ့ကကြတော့ထိုင်းလို့ခေါ်တာကတော့ကန်เขียวหวานလို့ခေါ်ပါတယ်နော်ဒီမှာကြက်ကတော့လို့ခေါ်တယ်ကျမတို့ကတောင်းလို့ဆိုရင်ကြက်ကတော့လို့ခေါ်တယ်နော်ထိုင်းအထက်လို့ဆိုဘယ်လိုခေါ်လဲမသိဘူးအယိုးလေးကိုလေကျမအယိုးလေးသူတို့အသားနွယ်ထားတဲ့ဟာအဲ့ဒါလေးဝယ်လာပါတယ်ရှင်ဈေးလဲတက်တာတယ်ကျမတို့ကအယိုးပဲကြိုက်တယ်ဆိုတော့ပြီးတော့ဒီမှာပါဝဲတဲ့ပစ္စည်းလေးပါကြက်ချီတော့ကြက်သွေးခရမ်းတီဒီဟာတော့ဘယ်လိုခေါ်လဲမသိဘူးထိုင်းလို့ကြတော့ဘိုက်ဟော်လာဖာလို့ခေါ်ဒီမှာရုပ်ဒီဇယ်လေးလည်းနော်ပေါ့အိုးလေးပူလာပြီဆိုတော့အုံနုပ်လေးကိုကြိုပေးပါမယ်ပြီးရင်တော့ဒီသူတို့အထုပ်ရှိရပါတော့ကင်းချင်ဝါအထုပ်လေးအဲ့ဒါလေးနဲ့ထိုက်ငွေပေးပါမယ်ရှင်နည်းနည်းလေးတမတော့ငွေပေးလိုက်တာပေါ့နော်ဒါတော့ကျမစတိုင်နဲ့ကျမချစ်တယ်ပေါ့အဲ့လိုပုံစံမျိုးကတော့ထိုင်းလေးမှာကျမတို့ကြည့်တာပေါ့နော်ဒါပထမအဆုံးချစ်တယ်ပြီးတော့အဲ့လိုမျိုးတမအောင်ဝေပြီးတော့နမ်းတပ်ပြီးထည့်ပါမယ်ပြီးရင်ချိုမောက်စားအဲ့ဒါပဲထည့်ပါတော့နော်ပြီးရေလေးနဲ့ထည့်လိုက်ပါမယ်ရေနဲ့ထည့်ပြီးအဖုံအုပ်ပြီးတော့ကြက်သားနဲ့ချစ်အယိုးနဲ့ကြစ်ချီတောက်နဲ့ကိုထည့်ပါတယ်ရှင်ကျမရိုက်မရိုက်ဖြစ်တော့ဘူးမလားအဲ့ဒါထည့်တဲ့အချိန်မှာတော့ရိုက်တာဒါပေမဲ့မနှိမ့်မိဘူးပေါ့မနှိမ့်ဘဲနဲ့ဒီလိုပဲလုပ်အဲ့လိုမျိုးအမြုပ်လေးခတ်ထုတ်ပြီးတော့နည်းနည်းတခွေပြီးတော့ကြက်သွေးရယ်ခရမ်းသီးရယ်ထပ်ထည့်မှာပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့ပြန်ဖုံးပြီးတော့ခဏထားရမယ်ပေါ့နော်အနှဆူတာအောင်ခဏတစ်ခါပြန်ထားရမယ်ပေါ့နော်ခရမ်းသီးထည့်ပြီးတော့ရမစားလို့ကောင်းတယ်ဆိုလို့အခုအတန်သွင်းနေတော့ပြန်စားခြင်းချစ်တာတော့ဟိုတနေ့ကတည်းကအခုမှအတန်သွင်းဖြစ်တာပေါ့နော်ပြီးတော့ဖုံးအုပ်ထားပြီးတော့ခဏလေးငွေပေးနေတယ်ပေါ့နော်အရင်လည်းငွေပေါ့နော်ကြေသွားမှကြောက်လို့ကျက်သွေးလေးကြေသွားမှကြောက်လို့ခဏပြန်အုပ်ထားမယ်ပေါ့နော်ပြီးတော့ဘိုင်ဟော်လာဖားလေးထည့်မယ်ငရုတ်သီးအနီလေးကိုနှစ်ချမ်းခွဲပြီးတော့ထည့်တာပေါ့နော်ပေါ့အယောင်လေးလောက်အောင်လို့အဲ့လိုမျိုးထည့်တာပေါ့နော်မထည့်ရလည်းရတယ်ဒါပေမဲ့အယောင်ကမလောက်ပေါ့နော်အဲ့လိုမျိုးထည့်ပေးပါတယ်ရှင်ပြီးတော့ခဏလေးဖုံးတောက်တစ်ခါပြန်အုပ်ပြီးထားပေးတာမယ်ပြီးတော့စားလို့ရပါပြီမုတ်ဒီနဲ့လည်းစားလို့ရတယ်ထမင်းနဲ့လည်းစားလို့ရတယ်เนาะအရီလေးနဲ့နည်းတော့လေကျမအစောပလာလေးသားလေးအများကြီးပဲကြစ်ရိုးတွေအရိုးတွေခရမ်းသီးလေးအများကြီးပဲရှင်ရေတွေကနည်းနည်းပဲကြတယ်ရမ်း